CTA မထည့်ထားတဲ့ဗီဒီယိုက viral မဖြစ်နိုင်ဘူး။ viral မဖြစ်တဲ့အကြောင်းရင်းတွေကတစ်ချက်က CTA မထည့်ထားလို့ပါ viral ဖြစ်ဖို့အတွက်ဘာ CTA မှမလို့ CTA က viral ဖြစ်ဖို့အတွက်အရေးကြီးဆုံးအချက်တွေကတစ်ချက်ဆိုတာပဲမှန်တယ် CTA ကမရှိမဖြစ် viral ဖြစ်ဖို့အတွက်လိုအပ်တဲ့အချက်တစ်ချက်ဆိုတာမဟုတ်ဘူးကျွန်တော်ရှင်းပြပေးမယ် CTA ဆို call to action မြန်မာလိုပါလဲဆိုရင်ကျွန်တော်တို့ခိုင်းတဲ့ဥစ္စာကိုကျွန်တော်တို့ဗီဒီယိုကြည့်နေတဲ့ viewer တွေကိုကျွန်တော်ကလုပ်ခိုင်းတာလုပ်အောင်ကျွန်တော်ကတောင်းဆိုတာဟုတ်ပြီနော်အဲ့လို call to action ကဘယ်လောက်ပဲကောင်းခင်ဗျားရဲ့ဗီဒီယိုက content ကဘာ value မှမရှိဘူးဘာမှတန်ဖိုးမရှိဘူးနောက်တစ်ခုကကြည့်ရတဲ့သူရဲ့အချိန်ကတစ်စက္ကန့်ကုန်သွားတာတော့မှတန်ဖိုးမရှိဘူးကုန်သွားကြိုးမနဲ့ဘူးဆိုရင် CTA ဘယ်လောက်ကောင်းဘယ်လောက်ကြီးပဲ10ကလောက်အော်ထဲဘာ viral မှမဖြစ်နိုင်ဘူးအဓိကအရေးကြီးဆုံးက value လို့ခေါ်တယ် value giving လို့ခေါ်တယ် give before you take ဆိုတဲ့အတိုင်းပဲ content marketing မှာ digital marketing မှာမယူခင်ပေးပါ value ပေးရတယ် value ဆိုတဲ့အတိုင်းပဲပညာတွေစာတတ်ပေတတ်ပညာတတ်ပေတတ်တွေတွားပြီးတော့မထင်ပါနဲ့နော်အရင်ကစိတ်ညစ်နေတဲ့သူတယောက်ကိုစိတ်မညစ်အောင်ကျွန်တော် entertain လုပ်တယ်သူ့ရဲ့စိတ်ကိုအာသာပြောလို့ကျွန်တော်ဟာတာလေးတွေပြောလိုက်တာနောက်တစ်ခုကပုံမြင်လေးတွေပြောပြီးကျွန်တော်ဗီဒီယိုတင်လိုက်တာကိုအဲ့ဗီဒီယိုကြည့်ပြီးလူကစိတ်ညစ်တာတက်တာသွားရင်အဲ့ဒါကကျွန်တော်က value ပေးတာတန်ဖိုးပေးရလို့ခေါ်တယ်။ဘာပြောချင်တာလဲဆိုတော့လိုအပ်နေတဲ့သူတွေကိုလိုအပ်တဲ့အချိန်တွေမှာလိုအပ်တဲ့အချက်ကိုကျွန်တော်တို့ content ကျွန်တော်တို့ရဲ့ video ကျွန်တော်တို့ရဲ့ပုံတွေကျွန်တော်တို့ရဲ့စာတွေကပေးနိုင်တယ်ဆို value ရှိတယ်။ value ရှိတဲ့ content တစ်ခုက presentation ကောင်းမယ်ဆိုရင် viral ဖြစ်တယ်။ကျွန်တော်ရိုးရိုးရှင်းရှင်းပြောပြမယ်နော်။ customer ရဲ့ mood and situation သူတို့ရဲ့စိတ်နေထားနဲ့သူတို့ရဲ့အခြေအနေကိုသိတယ်ဆိုရင်ကျွန်တော်ကဘယ်လို value ပေးရမလဲဆိုတာသိတယ် value ကောင်းကောင်းပေးတတ်တယ်နောက်တစ်ခုက presentation ကောင်းကောင်းနဲ့တင်ဆက်ပြတတ်တယ်ဆိုရင်ခင်ဗျား content က viral မဖြစ်ချင်လဲဖြစ်ကိုဖြစ်မှာပဲမပူနဲ့နော်ဒါမျိုးကိုနားလည်ဖို့လိုအပ်တယ်ကျွန်တော် digital marketing batch 4ဖွင့်ပေးထားတယ် batch 4ကိုလာအပ်လို့ရသေးတယ်အထူး promotion အနေနဲ့တန်းကြီးသိန်းတစ်ပေါင်းကို8000နဲ့လဲအပ်လို့ရမယ်စိတ်ဝင်စားရင်ဒီ Telegram ကောက်ကို DM4 လို့ကျွန်တော်ပို့ပေးပါကျေးဇူးတင်ပါတယ်